ကျွန်တော်ဒီနေ့ပြည်ဦးလွင်မှာအရန်ကိုလှတဲ့အိမ်လေးတစ်လုံးကိုကျွန်တော်ဒီနေ့ house tour လေးလုပ်ပေးခြင်းတယ်ဒီနေ့ကကျွန်တော်ပြည်ဦးလွင်ရဲ့တော်တော်လေးကိုလှတဲ့ဗီလာတစ်ခုဖြစ်တယ်မနောကွာအိမ်ရထဲမှာရှိတဲ့အိမ်လေးဖြစ်တယ်အိမ်ရဲ့အကျယ်ကကျွန်တော် landscaping ဆိုရင်လုံးဝအကျယ်ကြီးပြမျက်နှာစာ90နောက်ဘက်ကို109ပေရှိတယ်ဒီဘက်တစ်ချမ်းလုံးမှာထင်းရှူးပရိသတ်တွေကိုတန်းစီပြီးအကုန်စိုက်ထားတယ်အောက်မှာမြက်ခင်းစိမ့်စိမ့်လေးတွေပါတယ်ပြီးရင်အိမ်ကိုဝင်တဲ့ဒီမှာပေါ့နော်ဓာတ်မီးတိုင်အလှလေးတွေပါတယ်မြင်းအလှလေးတွေပါတယ်ဒီဘက်ချမ်းမှာဆိုလေကားပါကင်အကြီးကြီးပါတယ်အဲ့တော့ကျွန်တော် land cruiser လို့ကားအကြီးကြီးတစ်စီးစလွန်ကားတစ်စီးထည့်လို့ရတယ်နော်ဒါဆိုကျွန်တော်23မိနစ်24မိနစ်လောက်ရှိတယ်အကျယ်ကြီးပဲနော်နောက်မှဆိုအိမ်က veranda တွေဘာတွေနဲ့တစ်ထပ်ခွက်ရင်လှလှလေးတော်တော်လေးကိုမိုက်တယ်ပြီးရင်အထက်မှာလည်းကျွန်းပါကေးတွေနော်ပြီးရင် living room area မှာဆိုရင်လည်းလုံးဝကိုကျွန်းနေစတီတွေစပွဲတွေနော်ကျွန်း cabinet တွေနဲ့တော်တော်လေးကိုလှဆင်ထားတဲ့အိမ်လေးဖြစ်တယ်ဒီမှာကြိုင်ဆုံးတော့တို့အိမ်ကိုဂုံးမြင့်မြင့်လေးကနေစောက်ထားတဲ့အတွက်ရှေ့မှာရှိတဲ့ view ကိုအကုန်လုံးမြင်ရတယ်မြေနီးထားတော်တော်လေးမိုက်တယ်ယူထားတဲ့ကျွန်တော်တို့ landscaping တွေဘေးမှာယူထားတဲ့ mini fan လေးတွေကစပြီးတော့တော်တော်လေးကိုပြည့်စုံတဲ့အိမ်တစ်လုံး okay ဒါဆိုအိမ်ကိုကျွန်တော်အသေးစိတ်လိုက်ပြမယ် channel မှာ landscaping area ဆိုတော့ဒီဘက် channel လုံးမှာကထင်းရှူးပရိသတ်တွေကိုလှလေးစိုက်ထားတယ်အဲ့ဒီမှာအခုလိုပေါ့နော်ဝင်တဲ့ဒါတက်တိုင်လှလေးတွေနဲ့အဲ့ဒါမျိုးလေးအဝင်လန်းကိုဒါပေါ်ဆောင်ထားတာဖြစ်ပါတယ်အဲ့ဒီမှာဆိုကားပါကင် area ကိုကား2စီးလောက်ရမယ်နော် land cruiser တစ်စီးကားလေးတစ်စီးပေါ့နော်အဲ့လိုကားပါကင် area ဆိုကား2စီးလောက်ရမယ်ကျွန်တော် channel မှာဆိုလဲ landscaping area ကိုလုံးဝအကျယ်ကြီးပေါ်ဆောင်ထားတယ်ပြီးရင်ကားဝင်မဲ့ area ကိုတော်တော်လေးကိုလှလေးကိုလုပ်ထားတယ်နော်ဒီမှာကကျွန်တော်တို့ဒါတီးပင်စားပင်စိုက်မဲ့ area လည်းပါတယ်ပြီးရင်အခုလိုနော် ground area ကိုအများကြီးပါလို့ရတဲ့အတွက်ကြောင့်မလို့မကားဆိုလဲကျွန်တော်တို့2စီးရမယ်ဒီဘက်ချက်မှာဆိုကားတွေအများကြီးထိုးလို့ရမယ်နော်မျက်နှာစာ55ပေငါ့ကိုနောက်ကို109ပေဆိုတော်တော်လေးကိုလှတယ်နော်အိမ်ရဲ့ design ဝင်လေကြည့်လိုက်အောင်လုံးဝပြေဦးလင်နဲ့ live ဖက်တဲ့တစ်ထပ်ခွဲအိမ်ကိုနော် build quality တော်တော်ကောင်းကောင်းနဲ့စောက်ထားတာအဲ့ဒီအပြင်အိမ်ရဲ့ security ဘိုင်းမှာဆိုလဲကျွန်တော် brace suit တွေပါတယ်တော်တော်ပြည့်ပြည့်စုံစုံတင်ထားတာနော်အဲ့တော့ဟိုပြေဦးလင်မှာအိမ်လှလေးချမ်းကျဲလေးနဲ့ဒီအိမ်ရဝင်းထဲမှာပေါ့နော်မနောကဘာဆိုတဲ့အိမ်ရမှာဆိုအိမ်လှလေးတွေအများကြီးရှိတယ်အဲ့လိုအိမ်ရဝင်းထဲမှာနေကျင်နေဆိုရင်တော်တော်လေးကိုလှတဲ့အိမ်တော်တော်လေးကိုတည်နေရကောင်းတဲ့အိမ်မြေခိုင်မာမှုမမီးနဲ့တော်တော်လေးကောင်းတယ်မြေခိုင်မာမှုနော်အဲ့အတွက်ကျွန်တော်တို့အာမခံပြီးတယ် okay အဲ့ဒါဆိုရင်ဒီအိမ်လေးထဲမှာဘာတွေပါမယ်ဘလို့ decorate လုပ်ထားလဲဆိုတာကျွန်တော်တို့လိုက်ကြည့်အောင်ဒီရှင်းမှာဆိုရင်ကျွန်တော်တို့ကဒီမှာဆိုရင်မြက်ခင်း area လေးပါတယ်ဗောနော်အဲ့မှာထိုင်ကုန်လေးချပြီးတော့ကျွန်တော်အပိုင်းဖြေအနားယူပြီးတော့ရှေ့ဘက်ကိုကြည့်လို့ရတဲ့အနေအထားမျိုးဖြစ်တယ်ဗျာနော်ပြီးရင်ဒီမှာသူကရှေ့မှာ runner လှလေးလည်းပါတယ် runner လေးမှာမီးဆိုင်လှလေးတွေပြီးရင်ဟိုဒီမှာဆိုရင်ကျွန်တော်တို့ဒီလိုအကွေးလေးတွေအခုံးလေးတွေနဲ့ဗောနော်အဲ့လိုလှလေးတွေနဲ့ဒါ runner လေးကိုလည်းဒါအလှဆင်ထားတာဖြစ်တယ်နော်အဲ့တော့မြက်ခင်းလေးလည်းရှိမယ် runner လှလေးလည်းပါမယ်ဒီမှာမီးဆိုင်လှလေးလည်းပါမယ်နော်ဒီဘက်မှာကဒါကတော့လှေကားကနေပြီးတော့ကျွန်တော်တို့ဒါစင်ဝင် area ပေါ့နော်အိမ်ထဲကိုဝင်တဲ့ area ဖြစ်တယ်ဒီဘက်ချမ်းမှာပြစရာရှိသေးတယ်ဒီဘက်ချမ်းမှာကျတော့ကျွန်တော်တို့ဒီနောက်မှာ mini fence အသေးလေးရှိတယ်နော်အဲ့မှာကျွန်တော်တို့ဒါကြက်သွန်တို့ခရမ်းညသီးတို့ဘာလို့ပေါ့နော်အဲ့ဒါမျိုးကြိုက်တာစိုက်လို့ရအောင်သူဒီလို mini fence အသေးလေးထည့်ပြီးတာအဲ့တော့ ground area လည်းတော်တော်ကျယ်တယ်အိမ်ကလည်းဖွဲ့စည်းပုံတော်တော်ကောင်းတယ်နော်ကျွန်တော်တို့အိမ်ကနေကြည့်လိုက်မယ်ဆိုရင်ကိုယ့်အိမ်ရှိမှရှိတဲ့ဒါထင်းရှူးပရိသတ်တွေရော landscape တွေရောနော်ဒီဘက်ချမ်းမှာရှိတဲ့ကျွန်တော်ကားပါကင် area တွေကိုတော်တော်လေးကိုလှလေးကိုမြင်ရတယ်နော်ကျွန်တော်တို့အိမ်ရဲ့အလှည့်ကတော့ဒါမြောက်လှည့်လေးဖြစ်တယ်အလှည့်ကောင်းတယ်ဒါနေရဒီအနောက်ဖက်မှာပေါ့နော် okay ဒါဆိုရင်တော့ကျွန်တော်တို့အိမ်ထဲမှာဘာတွေပါလဲဆိုတာကိုလိုက်ကြည့်အောင်ကျွန်တော်တို့အိမ်ထဲကိုဝင်ချင်းပထမဆုံးတွေ့ရမှာဆိုတာကျွန်းနှက်ကမာကြီးပေါ့နော်ကျွန်းနှက်ကမာကြီးပြီးရင်သူကနောက်ထပ်ကျွန်တော်တို့ဒါချင်းလုံးစကားတစ်ထပ်ပါသေးတယ်နော်ကျွန်းချင်းလုံးစကားကိုလည်းကျွန်းနဲ့ပဲလောက်ထားတယ်ကျွန်တော်အိမ်ထဲဝင်ချင်းကိုတွေ့ရမှာကအဲကန်လုံးဝအကျယ်ကြီးနော်အောက်မှာကျွန်းပါကေးခင်းထားတယ်အပေါ်မှာဆိုရင်ကျွန်တော်တို့ဒါမီးဆိုင်လှလေးနဲ့ပြီးရင်ကျွန်းကိုပဲဒါစီလင်တုံးထားတာပေါ့နော်အဲ့တော့ကျွန်းပတ်လေလို့ပြောပြရတယ်ဒီမှာတော့ဆိုဖာတွေစက်တီတွေနဲ့ပေါ့နော်မလိုက်ကားတွေပါတယ်ပြီးရင်ဒီဘက်မှာကျွန်း cabinet ကြီး TV cabinet ကြီးပေါ့နော်ကျွန်းပြားအကြီးတွေတုံးထားတာတော်တော်လေးကိုလှရတာကြီးအဲ့ဒါကြီးကအဲကန်မှာတော်တော်ဖန်ဆားတယ်ပြီးရင်နောက်တစ်ခုပြရရရှိတယ်ဒီမှာအဲ့ဒါကတော့ကျွန်တော်မီလင်းဖို့နော်မီလင်းဖို့ကိုကျွန်တော်တို့ဒါမီလင်းဖို့ reality တော့မသုံးလို့မရဘူးပေါ့နော်ဘာလို့လဲဆိုတော့ခေါင်းနိုင်နေပါတယ်သူမထုတ်ထားဘူးဒါအလှထည့်ထားတာပေါ့အဲ့ decorate လုပ်တဲ့ထင်းတွေအလှထည့်ထားတယ်အပေါ်မှာပစ္စည်းတွေတင်လို့ရမယ်ပေါ့ okay မီးဘိုကန်နဲ့လိုက်ပြမယ်ဒါတော့ကျွန်တော်တို့လှေကားအစင်းပေါ့နော်လှေကားကိုလည်းကျွန်းလျန်းနေခြေနင်းနေတုံးထားတယ်ဒီမှာဆိုရင်အများဆုံးပုံရေချိုးကန်အိမ်သာပါမယ်အဲ့တော့ဒီမှာမီးဘိုကန်ကိုကျွန်တော်တို့မကျွန်း slide တကားပေါ့နော်ကျွန်း slide တကားနဲ့ညှိုးတွေပါတွေမဝင်အောင်ပေါ့နော်သူအဲ့လိုတုံးပေးထားတယ်ကျွန်တော်တို့မီးဘိုကန်နဲ့ဝင်လိုက်တာနဲ့ကပ်ပီနဲ့ဖြူဖြူလောက်လာလေးကိုတွေ့ရမယ်နော်အပေါ်အောက်ကိုကပ်ပီနဲ့ကအများကြီးနော်ပစ္စည်းတွေအများကြီးထည့်လို့ရမယ်ဒီမှာကတော့ကျွန်တော်အရန်မိုက်တဲ့ dining room ပါတယ်နော်ကျွန်းစပွဲအကြီးပါတယ်မိသားစုဟိုမှာစုစုပေါင်း10ယောက်လောက်စားလို့ရတယ်ကျွန်တော် dining area ပါတယ်ဒီရှေ့မှာတော့ကျွန်တော်တို့ရှေ့မှာရှိတဲ့ landscaping ကိုနော်ဒီလို light ကဖြူဖြူလောက်လာလေးတွေနဲ့ကာထားတဲ့အတွက်ကြောင့်အလင်းဝင်အောင်ပါရှေ့ကို landscaping ကြည့်ပြီးတော့
ကျွန်တော်တင်တာတွေပါစားလို့ရတယ်ပေါ့နော်ဒီအိမ်မှာတော့ကျွန်တော်6 kW ရှိတယ်ဒါ solar power supply ပါတော့ကျွန်တော်တို့အရန် meter base နဲ့နေတယ်တော်တော်လေးကိုအဆင်ပြေတာတွေ့ရတယ်ကဲအပေါ်မီဇန်လေးတစ်ချက်လောက်ရိုက်ပြလိုက်နော်မီဇန်လေးတွေဆိုလည်းလှထားလေးတွေစီရင်ထားတာပေါ့နော်အဲ့တော့ dining room area လေးကလည်းတော်တော်လေးကိုစိတ်ကြည်နူတဲ့အရာသားတွေကိုရတာပေါ့ဗျာ okay အဲ့ခန်းလေးလိုက်ပြအဲ့တော့ပထမဆုံးမာရှာဘရုံပေါ့နော်ဒီမာရှာဘရုံမှာတော့6ပေ6ခွဲကတင်ပါတယ်အဲ့မှာမီးလုံးတွေပါတယ်ဂျက်စင်ဘုတ်တွေ light tree တွေပါတယ်ပေါ့နော်အောက်မှာတော့ကျွန်းဘတ်ကြီးပဲအဲ့ဒီမှာကဘက်တက်ပါတယ်ကဲဒါလေးကတော့ကျွန်တော်တို့ရေချူခန်းအိမ်သားလေးရေချူခန်းအိမ်သားထဲမှာဆိုရင်ကျွန်တော်တို့ဒီမှာကောင်တာဘေးစင်လေးပါမယ်ဒီမှာကျွန်းနဲ့လှုပ်ထားတဲ့ဟန်လေးပါမယ်နော်ပြီးရင်မှာဘက်တက်အကြီးပါမယ်နော်ရှာဝါတွေပါနေပြီးရင်ဘေးစင်တွေပါလေးပါမယ်ပေါ့နော်ရေချူခန်းရလည်းအကျယ်ကြီးပဲမိုက်တယ်အောက်ထပ်မှာမာရှာဘရုံတစ်ခန်းရိုးရိုးတစ်ခန်းပါတယ်နော်ဒါကတော့ single bedroom လေးဖြစ်တယ်single bedroom အကျယ်ရတယ်ကျွန်တော်10ပေ12ပေလောက်ကျယ်တယ်နော်ဒါလေးလည်းကျယ်တယ်လေကားမှာတော့ကျွန်တော်တို့ဒါကျွန်းချီနှင်းများတွေတုံးပေးထားတယ်ပေါ့နော်ကျွန်တော်တို့အပေါ်နဲ့တက်တဲ့ချိန်မှာဘာတွေ့ရမလဲဆိုရင်မီးဆိုင်လှလှကြီးတွေ့ရမယ်သူကခေါင်းကတစ်ထက်ခွဲဆိုတော့ခေါင်းချိုးထားတဲ့ဟာလေးတွေစီလင်အသွားလာလေးတွေကျွန်တော် architecture ပေါ့နော် interior အယူအဆလေးတွေကိုတွေ့ရမယ်နော်အပေါ်ထဲမှာတော့ကျွန်တော်ပထမဆုံးတွေ့ရပါသည်ဖျားကန်မှာတော့ဖျားကျောင်းဆောင်လေးထည့်လိုက်ပဲဆိုရင်တော့တော်တော်လေးကိုတက်ပဲသွားမှာနော်သူ့မှာစားတာတော့ဒီမှာပတင်းပေါ့နော်အရှိကိုထွက်တဲ့တက္ကမကြီးအဲ့ဒါကိုကျွန်တော်တို့ကဒါအလူမီနီယံကိုမှန်အပြည့်နဲ့တုံးထားပြီးလိုက်ကာဖြူလော့တာလေးတွေတုံးထားတော့ဒီကျွန်တော်ရှေ့မှာရှိတဲ့ view ကိုပေါ့နော်တော်တော်လှလှကြီးကိုမြင်ရတယ်နော်အဲ့တော့ဖျားဝတ်ပြူတာလည်းတော်တော်လေးကိုစိတ်ချမ်းသာတဲ့ vibe ကိုရတာပေါ့ဗျာကျွန်တော်အပေါ်ထဲမှာတွေ့ရမှာဒီမာရှာဘရုံနှစ်ခန်းပေါ့နော်ဒီဘက်ကမာရှာဘရုံက main မာရှာဘရုံဒါကြီးကိုအရင်ပြမယ်နော်ကျွန်တော်ဒီမာရှာဘရုံကတော်တော်ကြီးကိုကျယ်တယ်ဗျဒီလူကကျွန်တော် P20 လောက်ရှိတယ်နော် P20 73 ပေလောက်ရှိတယ်လုံးဝအကျယ်ကြီးပဲဒီဘက်ချက်မှာဆိုရင်ကျွန်တော်တို့အပြင်ကိုကြည့်ရလို့ရမှာပဒင်းတွေပါတယ်6ပေ6ပေခွဲကတိန်ကြီးပါတယ်ပြီးရင်သူ့မှာသုံးမှုအတွက်ရေချိုးခန့်အင်တာပါတယ်သူ့ရေချိုးခန့်အင်တာတွေရဲ့အားသာချက်ကတော့ရေချိုးခန့်အင်တာကြီးတွေဆိုရင်လုံးဝအကျယ်ကြီးတွေပေါ့နော်မြင်ရတဲ့အတိုင်းမှာကြွေပြားဆိုရင်လုံးဝအပြည့်ကတ်ထားတယ်ဒီမှာဘက်တက်တွေရှာဝါတွေကိုတီးတီးတန့်တန့်ပေါ့နော်အကောလုံးပြည့်ပြည့်စုံစုံထားတာတယ်ပြီးသုံးထားတဲ့ပစ္စည်းတွေကလည်းတော်တော်လေးကိုကောင်းတာတွေ့ရတယ်โอเคနောက်တစ်ခန်းသွားမယ်နော်ဒါကတော့နောက်ခန်းပေါ့နော်အဲ့တော့ကျွန်တော်မာရှာဘရုံကြီးနဲ့3ခန်းစင်ကာဘရုံတစ်ခန်းပါတယ်စုစုပေါင်း4ခန်းဘက်တက်တွေရှာဝါတွေကတော့အကုန်လုံးအတူတူပဲဗျနော်ဒီအခန်းကြီးဆိုတော်တော်ကြီးကိုကျေတာကိုတွေ့ရတယ်နော်ဒီလိုအလျားတယ်ကျွန်တော်ဒါ73ပေ14ပေလောက်ရှိတယ်နော်ဒီလိုကကျွန်တော်တို့6ပေ9ပေလောက်ရှိတယ်လုံးဝအကျယ်ကြီးတွေပဲဘက်တက်တွေကကိုဆိုင်ရင်ကျွန်တော်မြေမျိုးစားကလည်းဘာမြေမျိုးစားလေးလို့မေးရက်ွက်ကြီး73စင်ကောင်းလေးဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒါရွာမြေဖြစ်ပါတယ်ကျွန်တော်ပုံစံ105ထုတ်တာနဲ့ရွာမြေဆိုပြီးထွက်လာမှာဖြစ်ပါတယ်အဲ့တော့ကိုဆိုင်ရင်ဒီအင်ကြီးကိုဈေးဘယ်လောက်ဖွင့်ထားလဲဆိုရင်ဒီအင်ကြီးရဲ့ဈေးကိုသိချင်ကျွန်တော်ရှိကိုဖုန်းခေါ်လိုက်ပါကျွန်တော်ဖုန်းနံပါတ်က3996414000ဖြစ်ပါတယ်ဗျကဲအားလုံးပဲအိမ်နီး channel မြေတွေပိုင်ဆိုင်ပြီးပြည်ဦးတယ်မှာထာဝရနေနိုင်တဲ့ဒါပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်သန်းနိုင်တဲ့မိသားစုဘဝကိုပိုင်ဆိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ကျွန်တော်ကတော့ dream house ကကိုဆိုင်ဖြစ်ပါတယ်ဗျကျေးဇူးတင်ပါတယ်